အားလုံးပဲမင်္ဂလာပါဒီနေ့လူစားနှောင်းမွေးမြူရေးမှာကျွန်တော်တို့လူစားနှောင်းတွေကိုကျွေးမွေးပြုစုဆောက်ရှောက်တဲ့အချိန်မှာလိုအပ်တဲ့ကျွန်တော်တို့နေ့စဉ်ကျွေးနေကြအစာအာဟာရတွေအကြောင်းပြောချင်ပါတယ်လူစားနှောင်းမွေးမြူတဲ့အခါမှာလူစားနှောင်းနှောင်းမကြီးတွေနွားကလေးတွေနွားတွေတို့လိုအပ်တဲ့အာဟာရတွေကတော့စွမ်းရည်ဓာတ်သားဓာတ်အမြင်ဓာတ်အဆီဓာတ်ရေသတ္တုဓာတ်ဗိုက်တာမင်အစရှိသဖြင့်အာဟာရဓာတ်တွေမျိုးမျိုးရှိကြပါတယ်အဲဒီမှာစွမ်းရည်ဓာတ်ကတော့တောလာလှုပ်ရှားဖို့သက်ရှူဖို့သွေးလေပတ်ဖို့ကိုယ်ရင်းစီဝါဖြစ်စဉ်တွေဖြစ်ဖို့တွေ့လိုအပ်ပါတယ်ပြီးတော့စွမ်းရည်ဓာတ်ကနှုတ်ထုတ်လုပ်ငန်းမှာအရေးကြီးဆုံးဖြစ်ပါတယ်အစာအာဟာရအလုံးမှာစွမ်းရည်ဓာတ်ပါဝင်ပါတယ်ဒါပေမဲ့အထူးသဖြင့်ကစီဓာတ်များတဲ့အစာတွေစီဓာတ်များတဲ့အစာတွေကစီဓာတ်များတဲ့အစာတွေဖြစ်တဲ့ပြောင်းပူးစိစံပွဲစီများတဲ့အစာတွေဖြစ်တဲ့မြေပဲဘက်နှမ်းဘက်နေကြစီဘက်အစရှိတာတွေပါစွမ်းရည်ဓာတ်တွေပေါ်များစွာပါဝင်တယ်စာကျမ်းတွေဖြစ်တဲ့ပြောင်းမှုရိုးပြောင်းရိုးနေပြာရိုးခေါ်ရိုးချင်ဘက်မြက်အစရှိတိုင်းမှာလည်းစွမ်းရည်ဓာတ်ပါဝင်ပါတယ်အသားဓာတ်အကြောင်းပြောမယ်ဆိုလို့ရှိရင်အသားဓာတ်ကတော့ကြီးထွားဖို့ဖွံ့ဖြိုးဖို့ထုတ်လုပ်ဖို့အတွက်အထူးလိုအပ်ပါတယ်နွားကလေးတွေကြီးထွားဖို့တရေသားတွေကြီးထွားဖို့မျိုးပွားအင်္ဂါတွေကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးဖို့နှုတ်ထုတ်လုပ်မှုပုံမကောင်းမှုဖို့အတွက်လိုအပ်ပါတယ်အသားဓာတ်ကိုနွားရဲ့စမြုပ်ပြန်အစာရင်လို့ခေါ်တဲ့ရူမန်ကနေပြီးဆွဲယူသုံးဆွဲနိုင်တဲ့အသားဓာတ်နဲ့ရူမန်ကနေဆွဲယူမသုံးဆွဲနိုင်ဘဲနဲ့ဥထဲရောက်မှဆွဲယူရတဲ့အသားဓာတ်ဆိုပြီးရှိပါတယ်။သားဓာတ်ကလည်းပဲအစာတော်တော်များများပါဝင်ပါတယ်။သူတစ်ပြည့်ပဲပုံစေးပဲမျိုးမျိုးနံပါတ်ပဲပဲဖွဲပြောင်းဘူးစေးအစာချမ်းတွေဖြစ်တဲ့ပြောင်းဘူးရိုးပြောင်းရိုးနေပြာမြက်ကောက်ရိုးချင်ဘက်အစာရှိတော်တွေမှာလည်းသားဓာတ်တွေပါဝင်တယ်။ဆိုလေတဲ့ဘောကဘယ်အစာအာဟာရမဆိုအသားဓာတ်စွမ်းရည်ဓာတ်ကစီဓာတ်စီဓာတ်မြင်ဓာတ်သူ့ဘာနဲ့သူချိုးစားကြနာပါတယ်ပေါ့နော်အနေများတော့ပွားတာပေါ့တချို့အစာတွေကသားဓာတ်ပိုများတယ်တချို့အစာတွေကစွမ်းရည်ဓာတ်ပိုများတယ်တချို့အစာတွေကကစီဓာတ်ပိုများတယ်တချို့အစာတွေကစီဓာတ်ပိုများတယ်တချို့အစာတွေကအမြင်ဓာတ်ပိုများတယ်ပေါ့နော်နောက်တစ်မျိုးကတော့ fiber လို့ခေါ်တဲ့အမြင်ဓာတ်ဖြစ်ပါတယ်။နွားတွေကစမြုပ်ပြန်တရဝရဖြစ်လို့စမြုပ်ပြန်အိမ်ရူမန်ကျန်းမာတန်ဆွမ်းဖို့အတွက်အမြင်ဓာတ်ကောင်းကောင်းစားဖို့လိုအပ်ပါတယ်။တင်းကောင်းမွန်တဲ့အမြင်ဓာတ်ပါဝင်တဲ့အစာချမ်းတွေကနေပြီးတော့လည်းအမြင်ဓာတ်ကိုရရှိတဲ့ပြောင်းဘူးရိုးပြောင်းရိုးမြက်နီဘီယာခေါ်ရိုးချင်ဘက်စားတဲ့အစာချမ်းတွေကနေပြီးတော့လည်းအမြင်ဓာတ်ကိုရရှိတဲ့တချို့သောအစာနုတွေဖြစ်တဲ့ဖွဲပြောင်းဘူးစေးအစာရှိတဲ့စာနုတွေကလည်းအမြင်ဓာတ်တချို့ပါဝင်ပါတယ်ဒီနွားတွေကအဓိကအစာကအစာချမ်းဖြစ်တဲ့ဒီအမြင်ဓာတ်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအမြင်ဓာတ်ကောင်းကောင်းစာချမ်းကောင်းကောင်းအမြင်ဓာတ်ကတော့အရန်အများကြီးတော့ကျွေးလို့မရဘူးဒါပေမဲ့လို့နွားတွေအတွက်လိုအပ်တဲ့လောက်ကတော့ကျွေးရမယ်ပေါ့အဲ့တော့စာချမ်းကောင်းကောင်းအမြင်ဓာတ်ကောင်းကောင်းစာချမ်းကောင်းကောင်းကျွေးဖို့လည်းလိုအပ်ပါတယ်အမြင်ဓာတ်ကကြာကျွန်တော်တို့ကနွားတွေကစမြုပ်ပြန်တတ္တဝါဖြစ်တဲ့အတွက်ကြောင့်ဒီအမြင်ဓာတ်ကမရှိမဖြစ်လိုအပ်တယ်ဒီအမြင်ဓာတ်ရှိမှသူ့ရဲ့စမြုပ်ပြန်တဲ့အစာရဖွံ့ဖြိုးမယ်စမြုပ်ပြန်တဲ့အစာရဖွံ့ဖြိုးမှနွားကလည်းပဲပြီးတော့ကျန်မှတန်ဆောင်မယ်ပေါ့နော်ဒီအမြင်ဓာတ်လို့ခေါ်တဲ့ fiber ကိုတော့ကျွန်တော်တို့စာချမ်းနေရာတွေအများကြီးရတယ်ပေါ့နော်ပြောင်းဘူးရိုးပြောင်းရိုးခေါ်ရိုးချင်ဘက်နီဘီယာမြက်အဲ့လိုအစာချမ်းတွေကနေရတဲ့အတွက်ကြောင့်အာဟာရပြည့်ဝတဲ့အစာချမ်းရရှိဖို့လည်းအရန်ရေးကြည့်တယ်။နွားတွေကိုကျွန်တော်တို့ကစာချမ်းကောင်းကောင်းကျွေးဖို့လို့အရန်ရေးကြည့်တယ်။စာချမ်းကောင်းကောင်းဟိုနွားတွေကများများသားနိုင်တယ်။ကျွန်တော်တို့လည်းများများကျွေးနိုင်တယ်ဆိုရင်ဒီနူစာနွားမွေးမြူလုပ်ငန်းက
အဆင်ပြေမယ်တူတက်မယ်ဆိုတဲ့လမ်းစာတွေအများကြီးရှိနေဗျနောက်တတုတက်နဲ့ဗိုက်တာမင်တွေဖြစ်ပါတယ်ဒီတတုတက် minerals နဲ့ vitamins တွေကိုမျိုးပွားခြင်းမြိုင်လာခြင်းကိုယ်ဝင်ဆောင်ခြင်းအစရှိတဲ့ဟော်မုန်းနဲ့ဆိုင်တဲ့လုပ်ငန်းတွေမှာလည်းအဓိကလိုအပ်တယ်နောက်ကိုရင်းဇီဝဖြစ်စဉ်တွေဖြစ်တဲ့ဆဲတွေဖြစ်တာပြက်တာပြန်စားထိုးတာစတဲ့လုပ်ငန်းစဉ်တွေမှာမောင်းနှင်သူလုံးဆိုသူနေတဲ့ဒီတတုတက်တွေ vitamins တွေကထောက်ပံ့ပေးသူဖြစ်လိုအပ်ပါတယ်တတုတက်တွေကို DCB ခေါ်တဲ့calcium နဲ့ phosphorus ပါတဲ့ဖြစ်စစ်စာတွေကျွေးခြင်းအဖြစ်လည်းကျွန်တော်တို့ကရနိုင်တယ်။နောက်နေ့စဉ်စာတွေကနေလည်းတက်တူတက်နဲ့ vitamins တွေရတယ်။ vitamins တွေကိုမြက်တွေစာချမ်းအဆူကောင်းကောင်းဒီကနေလည်းမြက် vitamins တွေအများကြီးရနိုင်တယ်။ဒါကြောင့်မလို့စာချမ်းကောင်းကောင်းကျွေးပေးဖို့လိုအပ်တယ်ဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ရေဖြစ်ပါတယ်။နှိုးစားနွားတွေကရေကိုအများကြီးတောက်ဖို့လိုပါတယ်။နိုးပြီးနှုံးမကြီးတစ်ကောင်ကတစ်နေ့ကိုရေဂါလန်40ကနေ50အထိတောက်ကြပါတယ်။နောက်တော့မှရေကရာခိုင်နှုန်းအများဆုံးပါဝင်တာဖြစ်တဲ့အတွက်ကြောင့်တန်ရှင်းလက်ဆက်တဲ့ရေကိုအမြင့်မပြတ်ထားပေးနိုင်ဖို့လိုအပ်ပါတယ်။